ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့ပတ်သက်ပြီးအခုလ12ရက်နေ့မှာကြားနာမယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်တဲ့ရိုဟင်ဂျာလူနည်းစုတွေကိုမြန်မာစစ်တပ်ကလူမျိုးတုံးတပ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီးဂမ်ဘီယာနိုင်ငံကတရားစွဲဆိုထားတဲ့အမှုကိုအပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကလာမယ့်ဇန်နဝါရီလ12ရက်နေ့မှာကြားနာဖို့ရှိနေပါတယ်။ရိုဟင်ဂျာလူနည်းစုအပေါ်မြန်မာစစ်တပ်ကလူမျိုးတုံးတပ်ဖြတ်မှုတွေလှုံ့ဆော်ခဲ့တာနဲ့ပတ်သက်ပြီးဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံကိုတရားစွဲဆိုထားကနိုင်ငံပေါင်း17နိုင်ငံကကြားဝင်ဆောင်ရွက်ခွင့်ရထားတဲ့ဒီအမှုကိုလာမယ့်ဇန်နဝါရီ12ရက်ကနေ29ရက်ထိနှုတ်နဲ့ရှောင်လဲချက်ပြီးမှဖြစ်တယ်လို့ ICJ ကထုတ်ပြန်ထားပါတယ်။ဇန်နဝါရီ12ရက်နေ့ကနေ15ရက်ထိကိုဂမ်ဘီယာနိုင်ငံကရှောက်လန်းချက်ပေးရမှာဖြစ်ပြီး16, 19နဲ့20ရက်မှာတော့မြန်မာဘက်ကရှောက်လဲချက်ပေးရမှာဖြစ်တယ်လို့သိရပါတယ်။ဇန်နဝါရီ21ရက်ကနေ23ရက်နေ့ထိမျက်မြင်သက်သေတွေနဲ့အချက်အလက်သက်သေတွေကိုကြားနာသွားမှာဖြစ်တယ်လို့သိရပြီးဒီကြားနာပွဲတွေကိုမီဒီယာနဲ့လေ့လာသူတွေကိုဝင်ရောက်ခွင့်မပေးဘဲတကားပိတ်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။အဲဒီနောက်မြန်မာနဲ့ဂမ်ဘီယာနိုင်ငံတို့ဒုတိယအကြိမ်ကြားနာပွဲတွေကိုဇန်နဝါရီ29ရက်နေ့ထိပြုလုပ်သွားမှာဖြစ်ပါတယ်။2029ခုနှစ်တွင်မှာမြန်မာစစ်တပ်နဲ့ပြည်သူ့စစ်ဖွဲ့တွေကရိုဟင်ဂျာလူနည်းစုပေါ်ရက်စက်တဲ့တပ်ဖြတ်မှုတွေလှုံ့ဆော်ခဲ့ပြီးလူအများပြားကိုနေရက်စွန့်ခွာထွက်ပြေးအောင်လုပ်ခဲ့တာကြောင့်ကုလသမဂ္ဂရဲ့လူမျိုးတုံးတပ်ဖြတ်မှုဆိုင်ရာကွန်ဗင်းရှင်းကိုချိုးဖောက်ခဲ့တယ်လို့ဆိုပြီးဂမ်ဘီယာနိုင်ငံ ICJ မှာတရားစွဲဆိုခဲ့တာပါ။မြန်မာစစ်တပ်ရဲ့ရက်စက်တဲ့သွေးထွက်တန်ယုံမှုတွေကျူးလွန်ခဲ့တာကြောင့်လူပေါင်း9,420,000 ကျော်ထွက်ပြေးခဲ့ရပြီးစစ်တပ်ကတပ်ဖြတ်မှုအဓမ္မပြုကျင့်မှုရွာလုံးကျွတ်မိရှုဖျက်ဆီးမှုတွေရှိခဲ့တယ်လို့လည်းကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံဟာရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုအတွက်ဘာကြောင့်တာဝန်ရှိတယ်ဆိုတာနဲ့ကျူးလွန်ခံရသူတွေကိုကုစားမှုတွေဘာကြောင့်ပြုလုပ်ပေးရမလဲဆိုတာကိုဂမ်ဘီယာကတင်ပြသွားမှာလို့ဂမ်ဘီယာတရားရေးဝန်ကြီးကဆိုပါတယ်။လူမျိုးတုံးတပ်ဖြတ်မှုနဲ့တရားစွဲဆိုခံရတာနဲ့ပတ်သက်ပြီးဒီကာလကမြန်မာအစိုးရရဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကဦးဆောင်ပြီး ICJ တရားရုံးကိုတွားရောက်ရှောင်လဲညှင်းဆိုခဲ့ပါတယ်။ ICJ တရားရုံးကတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ညှင်းဆိုချက်တွေကိုပယ်ချပြီးတပ်တွေမဖြောင့်ပြတ်ဖို့အပါအဝင်ကြိုတင်ကောက်ွယ်မှုဆိုင်ရာအစီအမံတွေချမှတ်ပေးခဲ့ပါတယ်။2022ခုနှစ်မှာဒုတိယအကြိမ်ကြားနာပွဲလုပ်ပြီးစေအုပ်စုကိုယ်စားလှယ်တက်ရောက်ခဲ့ပါတယ်။ဒီကြားနာပွဲမှာတော့စေအုပ်စုကဂမ်ဘီယာနိုင်ငံအနေနဲ့တရားစွဲခွင့်မရှိတဲ့အကြောင်းညင်းဆိုခဲ့ပေမဲ့တရားရုံးကပယ်ချခဲ့ပါတယ်။အဲဒီကြားနာပွဲကိုစေအုပ်စုဝန်ကြီးဦးကုလိုင်ကတက်ရောက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်ထိရိုဟင်ဂျာတသန်းကျော်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘ်ဇားရှိကမ္ဘာအကြီးဆုံး